ဒီသတင်းလေးကိုကျွန်မဒီနေ့ဖတ်ပြပေးချင်ပါတယ် March လ26 ရက်နေ့တက်လာတဲ့ထူးခြားတဲ့သတင်းလေးပဲဖြစ်ပါတယ် The robot referred to as Figure 3 surprised the audience by speaking confidently and even expressing gratitude Figure 3လို့ခေါင်းစဉ်တက်ထားတဲ့အမည်ပေးထားတဲ့ဒီ robot ဟာဆိုလို့ရှိရင် surprise the audience ဒီပရိသတ်တွေကိုအားသင့်စေခဲ့ပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် speaking confidently and even expressing gratitude လူပုံအလယ်မှာယုံကြည်မှုရှိစွာစကားပြောဆိုခဲ့ပြီးတော့မှကျေးဇူးတင်ကြောင်းပေါ့နော်ဒီ first lady သမ္မတကတော်ကိုကျေးဇူးတင်ကြောင်းကိုလည်းပြောခဲ့ပါတယ် It thanked the first lady for hosting the event hosting ဆိုတာဒီပွဲလေးကိုကျင်းပပေးရဲ့အတွက်ကြောင့်ပေါ့နော်ဒီပွဲလေးကိုကျင်းပပေးရဲ့အတွက်ကြောင့်မလို့သမ္မတကတော်ကိုလည်းကျေးဇူးတင်ခဲ့တယ် showing how far artificial intelligence and robotics have advanced အဲ့တော့ဒီဖြစ်စဉ်လေးကိုကြည့်မယ်ဆိုလို့ရှိရင်ဘာကိုသွားပြီးတော့မှတွေ့နိုင်လဲဆိုရင်ကျမတို့က artificial intelligence လို့ခေါ်တဲ့ဉာဏ်ရည်တုနည်းပညာနဲ့ robotics စက်ရုပ်နည်းပညာတို့ဟာ for advance အရေးအထက်ပို့ပြီးတော့မှအဆင့်တွေမြင့်လာပြီဆိုတာကိုကျမတို့တွေ့နိုင်တာပဲဖြစ်ပါတယ်This moment highlights a growing trend. Robots are no longer limited to factories or labs. အဲ့တော့ဒီ moment ပေါ့ဒီအဖြစ်အပျက်လေးဟာဆိုလို့ရှိရင် highlight ဆိုတာကမီးမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ် A growing trend လက်ရှိရေပန်းစားနေတဲ့ကိစ္စဆိုလိုချင်တာကဒီနောက်ပိုင်းမှာ AI တွေကအရန်ရေပန်းစားလာတယ်အဲ့တော့ဒီ AI နဲ့ပတ်သက်ပြီးတော့မှသူကမီးမောင်းထိုးပြပေးရပဲဖြစ်တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် robots ကျမတို့သိထားတဲ့စက်ရုပ်တွေကfactories or labs အရင်တော့ကျွန်တော်တို့သိထားတာကစက်ရုံတွေ labs လက်ခွဲခန်းတွေမှာပဲဒီ robot တွေအသုံးပြုခဲ့ကြတာဒါပေမဲ့ဒီနောက်ပိုင်းမှာသူတို့ဟာ no longer limited သူတို့ကိုလူပုံအလယ်မှာအသုံးပြုလာပြီးတွင်တွင်ကျယ်ကျယ်နဲ့အသုံးပြုလာကြပြီးဖြစ်တာကိုတွေ့ရှိရတာပဲဖြစ်ပါအဲကြောင့်သူတို့ဟာ limited မဖြစ်တော့ပါဘူးသူတို့ကန့်သက်ထားခြင်းမရှိတော့ပါဘူး They are now entering social spaces interacting with people and even participating in formal events သူတို့ကဘယ်လောက်တောင်လဲဆိုလို့ရှိရင် social spaces ကျမတို့လူတွေကြားထဲကိုလည်းဝင်လာပြီး interacting with people လူတွေနဲ့လည်းပြောဆိုဆက်ဆံလာပြီး and even participating in formal events ကျမတို့ကျင်းပလေးရှိတဲ့ပွဲတွေမှာကအစားသူတို့ဟာပါလာကြပြီပဲဖြစ်ပါတယ် Experts say this kind of development could change how humans and machines communicate in the futureဒီဖြစ်ရပ်ကိုကြည့်မယ်ဆိုလို့ရှိရင်အနာဂတ်မှာကျမတို့လူသားတွေနဲ့စက်ပစ္စည်း machines တွေကြားထဲမှာဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကို experts ကျွမ်းကျင်